အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ Facebook ကနေပြီးတော့လွှဲပေးလိုက်တဲ့ငွေတွေကကိုယ့်ရဲ့ဘဏ်ထဲကိုဘာကြောင့်မရောက်သေးတာလဲဆိုတာကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်တို့ကလာတိုင်း22ရက်နေ့နဲ့လကုန်ကြာက Facebook ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဘဏ်ထဲကိုငွေလွှဲပေးတဲ့ရက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ payout ထဲမှာဒေါ်လာ100ပြည့်ပြီဆိုလို့ရှိရင်22ရက်နေ့နဲ့လကုန်ကြာကို Facebook ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဘဏ်ထဲကိုငွေလွှဲပေးတယ်တချို့ကတော့22ရက်နေ့23 24 25ဆိုလို့ရှိရင် Facebook ကနေပြီးတော့မှငွေလွှဲပေးတယ်ပေါ့ငွေလွှဲပေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာအခုလည်းမျိုး pay ဆိုပြီးတော့ပြတယ်ကိုယ့်ရဲ့ payout ထဲမှာဒေါ်လာ100ပြည့်လို့အခုလည်းမျိုး pay ပြပြီဆိုလို့ရှိရင်တော့ဒါ Facebook ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဘဏ်ထဲကိုလွှဲပေးလိုက်ပြီဆိုတာကိုပြောတာဒါပေမဲ့ကျွန်တော်တို့က Facebook ကနေပြီးတော့မှလွှဲပေးလိုက်ပြီး pay ပြသွားပြီဆိုပြီးမဲ့လည်းကျွန်တော်တို့ရဲ့ဘဏ်ထဲကိုချက်ချင်းကြောက်တာမှမဟုတ်ဘူးတခါလေကြားလို့တို့ရှိရင်စနေတင်တွေခံသွားတဲ့ခါကျရင်ပို့ပြီးတော့ကြားတယ်သူကပြောတာက Facebook ကပြပြပြီးတဲ့နောက်ပိုင်း9ရက်အတွင်းကိုကျွန်တော်တို့ရဲ့ဘဏ်ထဲကိုရောက်လာမယ်လို့ Facebook ကပြောတာအဲ့တော့ကျွန်တော်တို့ကအနည်းဆုံးကျွန်တော်တို့9ရက်စောင့်ပေးရမယ်အဲ့ဒါမှကျွန်တော်တို့ကစနေတင်တွေခံနေတယ်ဆိုလို့ရှိရင်ရုံးပိတ်ရက်တွေဘဏ်ပိတ်ရက်တွေခံနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရက်ပို့ပြီးတော့စောင့်ရတယ်အဲ့တော့အခုကကျွန်တော်တို့လာပြီးတော့အများကြီးမေးနေကြတာရှိတယ်ပေါ့နော်ကျွန်တော်တို့22 23ကပြပြသွားတဲ့သူတွေလည်းရှိတယ်အဲ့တော့ပြပြသွားတယ်ကျွန်တော်တို့ဘဏ်ထဲကိုမရောက်သေးဘူးဘာလို့မရောက်သေးတာလဲပေါ့နော်ဘဏ်မှာပြဿနာဖြစ်တာလားပေးရောက်ချိတ်ထားတာပြဿနာဖြစ်နေတာလားပေါ့နော်အမှန်ကောင်ချိတ်တိုင်းတိုင်းမှာဘဏ်ထဲကိုမရောက်သေးဘူးပေါ့နော်ကိုသာပေးရောက်ကိုမှန်ကန်သွားကျွန်တော်တို့ဒီ test form တွေဘဏ်အကောင့်တွေပေါ့နော်ကျွန်တော် information တွေမှန်ကန်အောင်ချိတ်ထားမယ်ဆိုလို့ရှိရင်ဒီဝင်ငွေတွေကကျွန်တော်စီကိုတေချာပေါက်ရောက်လာမယ်ဒါပေမဲ့ပေးပြပြီးတာနဲ့ကျွန်တော်1ရက်2ရက်အတွင်းဝင်ချင်မှဝင်လိမ့်မယ်တချို့ပေးတွေကတော့တချို့ပေးရောက်တွေကတော့ကျွန်တော်တို့1ရက်2ရက်အတွင်းကိုဝင်လာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကပေးရောက်အသစ်သမားတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီလမှငွေစထုတ်ရမယ်သူတွေပေါ့နော်ဒီလမှာ Facebook ကဝင်ငွေကိုစပြီးထုတ်တဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့ကြားတယ်အဲ့တော့ဆိုကြပါစို့ကျွန်တော်တို့က23ရက်နေ့ကပြပြလိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်24 25ကစနေနေ့ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ကဘဏ်ကဒီဘဏ်ထဲကိုရောက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တနေ့လာအင်္ဂါလည်းကျွန်တော်တို့ဒီကိုရောက်ချင်မှရောက်လာမယ်ဘာဖြစ်လဲဆိုတော့ Facebook ကသူက9ရက်အတွင်းလို့ပြောထားတာလीเนาะအဲ့တော့ကျွန်တော်တို့က9ရက်လောက်ကိုကျွန်တော်မဖြစ်မနေစောင့်ကြည့်ရလိမ့်မယ်အဲ့တော့ပေးရောက်အစ်သမားတွေဆိုလို့ရှိရင်တစ်ခါတလေဆိုလို့ရှိရင်လကုန်ပြီး9ရက်10ရက်အဲ့ခါကျမှကျွန်တော်တို့ကိုဒီဘဏ်ထဲကိုရောက်လာတယ်ပေါ့နော်အဲ့တော့ပေးပြပြီးဘာမှစိတ်ပူစရာမလိုဘူးကျွန်တော်တို့စောက်ပေးလိုက်ရုံပဲပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကပေးတော့ပြတယ်ဒါပေမဲ့ကျွန်တော်တို့ဘဏ်ထဲကိုမရောက်လာဘူးကျွန်တော်တို့အခြေတစ်ခုစောက်ပြီးသွားပြီပေါ့နော်နောက်လာကျွန်တော်တို့10ရက်နေ့လောက်ထိကိုကျွန်တော်စောက်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာကိုယ့်ရဲ့ဘဏ်ထဲကိုမရောက်လာဘူးဆိုရင်တော့ကိုယ့်ရဲ့ pay out မှာချိတ်ဆက်ထားတဲ့ဘဏ်ရုံးကိုကိုကသွားရမယ်သွားပြီးတော့မှကျွန်တော်တို့က Facebook ကနေပြီးတော့မှဝင်ငွေရှာထားတယ်ပေါ့နော်ဝင်ငွေရထားတယ်အဲ့ဒီငွေကို Facebook ကကျွန်တော်တို့ရဲ့ဘဏ်ထဲကိုလွှဲပေးလိုက်ပြီးဒါပေမဲ့ကျွန်တော်တို့ဘဏ်ထဲမဝင်လာသေးဘူးဆိုပြီးတော့မှဒီဘဏ်ကိုသွားပြီးတော့စစ်ခိုင်းရမယ်အဲ့တော့ဘဏ်ကိုသွားစစ်ခိုင်းတဲ့အခါမှာတစ်ခါမဟုတ်ဘူးတစ်ခါလည်းမြိုင်နှစ်ခါလည်းမြိုင်3ခါပေါ့နော်အဲ့လိုမျိုးသွားစစ်ရမယ်အဲ့လိုသွားစစ်လို့မှမရဘူးဆိုမှကျွန်တော်တို့ကဒီ Facebook team ကိုကျွန်တော်ဆက်သွယ်ပြီးတော့မှ live chat ကနေပြီးတော့မှကျွန်တော်တို့ကပြန်ပြီးတော့မေးရမယ်အဲ့တော့ဒါတွေကကျွန်တော်ဖြစ်ထောက်ဖြစ်ခဲပေါ့နော်တော်တော်များများကတော့ကျွန်တော်တို့အလွယ်တကူနဲ့ထုတ်လို့ရတယ်ဒါပေမဲ့အချိန်တစ်ခုပဲစောက်ပြရမယ်ပေါ့နော်အခုကကျွန်တော်ဒီလက်မေးနေကြတာက22 23ကနေပြပြသွားတယ်24 25ကဗန်ပိတ်နေရက်ဖြစ်လို့ငွေကမဝင်လာဘူးပေါ့နော်အဲ့တော့စိတ်ပူနေကြတယ်ဘာဖြစ်လို့မဝင်လာလဲပေါ့နော်အရန်နေစိတ်ပူနေတယ်စိတ်ပူကြမဟုတ်ပါဘူးကျွန်တော်တို့9ရက်စောက်ပြီးလိုက်သို့မဟုတ်ကျော်လာကုန်ပြီး2ရက်3ရက်နေ့လောက်ထိကျွန်တော်တို့စောက်ပြီးလိုက်ပေါ့နော်စောက်ပြီးလိုက်တဲ့ခါကျရင်တော့သူဝင်လာလိုက်မယ်မဝင်ဘူးဆိုမှပဲကျွန်တော်တို့ကနောက်တစ်မျိုးစဉ်းစားပြီးတော့မှကျွန်တော်တို့ဘဏ်ရုံးကိုသွားပြီးတော့မှကျွန်တော်တို့သွားပြီးတော့ဒီစစ်ဆေးခိုင်းရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ Facebook ကကျွန်တော်တို့ကိုလာတိုင်းငွေထုတ်ပေးတယ်ဆိုမှကျွန်တော်တို့ရဲ့ pay out မှာဒေါ်လာ100ပြည့်မှကျွန်တော်တို့ကဒီ Facebook ကကျွန်တော်တို့ကိုငွေလွှဲပေးတာတကယ်လို့ကိုယ့်ရဲ့ pay out ထဲမှာဒေါ်လာ100မပြည့်ဘူးပေါ့နော်ဥပမာကျွန်တော်တို့7လပိုင်းက10ဒေါ်လာရတယ်ဆိုရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်လပိုင်းကြာရင် Facebook ကအဲ့ဆိုဒေါ်လာကိုလွှဲပေးမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ pay out မှာဒေါ်လာ100မပြည့်လို့အဲ့တော့7လပိုင်းကကျွန်တော်က10ဒေါ်လာရတယ်ဆိုရင်အဲ့10ဒေါ်လာက process အနေနဲ့ပဲပြလိုက်မယ်ကျွန်တော်ကတစ်လပိုင်းကျရင်ဒေါ်လာ90ရမယ်ဆိုလို့ရှိရင်ပေါင်းလိုက်တဲ့ခါကျရင်ကျွန်တော်တို့ pay out မှာဒေါ်လာ100ပြည့်သွားမယ်အဲ့ဒီခါကျမှကျွန်တော်က2လပိုင်း22နဲ့လကုန်ကြဟုတ်ကျွန်တော်တို့ Facebook ကနေပြီးတော့မှကျွန်တော်တို့ကိုငွေလွှဲပေးလိုက်ဒေါ်လာ100ပြည့်သွားလို့နော်အဲ့တော့ Facebook ကကျွန်တော်တို့လွှဲပေးမှုကကျွန်တော်တို့တစ်လနောက်ကြတယ်ပေါ့နော်7လပိုင်းစာကကျွန်တော်တို့တစ်လပိုင်း22နဲ့လကုန်ကြမှာရမယ်တစ်လပိုင်းစာကကျွန်တော်တို့2လပိုင်းကျွန်တော်တို့22ရက်နဲ့လကုန်ကြရမယ်အဲ့တော့နောက်တစ်ခုကလည်း
ဒီ page တစ်ခုနဲ့တစ်ခုကလည်းမတူဘူး page တစ်ခုနဲ့တစ်ခုကလည်းမတူဘူးနော်သူများဝင်လို့ကိုကမဝင်ဘူးဆိုရင်လည်းဘာမှစိတ်ပူစရာမရှိဘူး information မှတ်ကောင်ဖြည့်ထားတယ်ဆိုရင်တော့ကျွန်တော်တို့လုံးဝစိတ်ပူစရာမရှိဘူးသူကဒါမှဖြစ်မနေကျွန်တော်တို့စီကိုဝင်လာလိမ့်မယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမျိုးကိုလည်းကျွန်တော်အရှိလာကလည်းကျွန်တော်ဗီဒီယိုလုပ်ပြီးတော့တင်ပေးထားတာရှိတယ်ပေါ့နော်အခုကကျွန်တော်ဒီ Messenger ကနေအမေးများတော့ကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်အားလုံးသိအောင်ကျွန်တော်တင်ပေးလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်